ဒီဆေးတွေရဲ့အစွမ်းသုံးစားရမယ့်ပုံစံတွေကိုသိသွားပြီဒါပေမဲ့ British Medical Journal ကသူတနာသုံးသက်ချက်ကြီးတစ်ခုမှာတော့အားလုံးကိုပြန်စမ်းစားစီမယ့်အချက်တစ်ချက်ကိုထောက်ပြထားတယ်အဲ့ဒါကတော့ဆေးရက်လိုက်ရင်ဘာဖြစ်မလဲဆိုတဲ့မိကုံးပဲဒီအဖြေကတော်တော်ကိုအရေးကြီးပါတယ် ဒါကဒီဆေးတွေနဲ့ပတ်သက်ပြီးအဓိကအကျဉ်းဆုံးတဲ့လူတွေသိသိမထားမိတဲ့အချက်ဖြစ်နိုင်ပါတယ်အချက်လက်တွေကထုံလို့เสียကောင်းလောင်အောင်ရှင်းလင်းနေပါတယ် ဘယ်လိုမျိုးလဲဗျ ဆေးရက်လိုက်တာနဲ့ကိုလေးချင်းကအလျာနေရန်ပြန်တက်လာပါတယ်လိလာချက်တစ်ခုရဆေးရက်ပြီးနောက်တစ်လကိုပြန်မြ1.4 kg လောက်တစ်ပေါင်နီးပါးလောက်ပြန်တက်လာတယ်လို့ဆိုပါတယ် တစ်လကိုတစ်ပေါင်နီးပါး ဟုတ်ပါတယ်ဆေးမဂလူထိုက်နဲ့တီဇဖာထိုက်လိုမျိုးပိုထျောက်တဲ့ဆေးသစ်တွေအသက်ဆိုရင်တော့ကျသွားတဲ့ကိုလေးချင်းအားလုံးကိုတစ်နှစ်ခွဲအတွင်းမှာပြန်ရောက်သွားနိုင်တယ်လို့သုတသီတွေကခန့်မှန်းထားပါတယ် ကိုလေးချင်းတင်းမလားတွေးတိုးကြတာကိုလက်စထရောကောင်းလာတာလိုမျိုးတခြားကျန်းမာရေးအကျိုးကျေးဇူးတွေကတော့အဲ့ဒါတွေပါပျောက်သွားတာလား အကုန်လုံးပါပဲသွေးပေါင်ချိန်ကိုလက်စထရောသွေးရင်းတကြားတဲ့တိုးတွလာခဲ့တဲ့အခြေအနေအားလုံးကတတ်တမလေးနဲ့အတွင်းမှာဆေးမသုံးခင်ကအခြေအနေကိုပြန်ရောက်သွားမယ်လို့ခန့်မှန်းထားပါတယ် ဆိုလိုတာကဆေးရဲ့အကျိုးကျေးဇူးအားလုံးဟာဆေးသုံးဆွဲနေတဲ့အချိန်မှာပဲတည်ရှိနေတာပေါ့ အတိအကျပါပဲဆေးရက်လိုက်ရင်အကျိုးကျေးဇူးတွေလည်းရပ်သွားတာပါပဲ အဲ့ဒီတုတေသနာမှာအရန်စိတ်ဝင်စားဖို့ပေါင်းတဲ့နှိုင်းရှင်ချက်တစ်ခုလည်းတွေ့လိုက်တယ်ဒီဆေးတွေရက်လိုက်တဲ့အခါကိုလေးချင်းပြန်တက်နှုံကအမှုချင်းဖြောင်းလဲရေးကုထုံးတစ်ခုကိုရက်လိုက်တာထက်တိတိတာတာပုံမြန်နေတယ်တဲ့ ဟုတ်ပါတယ်ဒါကအရန်ကောင်းတဲ့အချက်ပါ ဘာကြောင့်ဖြစ်နိုင်မလဲဗျ theory အရတော့အမှုအကျဉ်းပြောင်းလဲရေးအစီအစဉ်တွေကလူတွေကိုအလေးထားကောင်းနေအခက်ခဲဖြည့်ရှင်းနည်းတွေကိုသင်ပေးလိုက်တာလी အဲ့ဒီသင်ယူထားတဲ့အရေးချင်းတွေကအစီအစဉ်ပြီးသွားရင်တောင်အတိုင်းအတာတစ်ခုထိကျန်နေသေးတယ်ဒီဆေးတွေကတော့ဇီဝကမနီလန်းနဲ့အစာစောခြင်းဆေးကိုတိုက်ရိုက်ထင်းကျုပ်ပေးလိုက်တာ သူကအထောက်ကူတစ်ခုလိုပဲပေါ့ ဟုတ်တယ်အမှုချင်းပြောင်းလဲဖို့လွဲသွားအောင်သူကကုပေးထားတာဆိုတော့ဆေးရက်လိုက်တဲ့အခါ အဲ့ဒီအထောက်ကူကရုတ်တရက်ပြောက်သွားရော အဲ့ဒီအချိန်မှာအလေးချင်းအသစ်တွေကခိုင်မာမနေသေးဘူးဆိုရင်တော့ဝိတ်ကအရင်လိုပဲအလွဲတကူပြန်တက်လာတော့လားပေါ့ ပြီးတော့လက်တွေ့မှာလူ50ရာခိုင်လောက်ကတစ်နှစ်အတွင်းမှာဒီဆေးတွေကိုရတန်းလိုက်ကြတဲ့ဆိုတဲ့ချက်ကြောင့်ဒါက theory တက်တက်မဟုတ်ပဲလူများတိကျုံတွေ့နေရတဲ့လက်တွေ့အခြေအနေတစ်ခုဖြစ်နေတာပေါ့ တကယ်မှန်ပါတယ်လူတွေဘာကြောင့်ရက်ကြလဲဆိုတော့အကြောင်းမျိုးမျိုးရှိတယ်ဘေးထွက်ဆိုးကျိုးတွေကြောင့်ဖြစ်နိုင်တယ်ဇီးနှုံးကြောင့်ဖြစ်နိုင်တယ်ဒါမှမဟုတ်တပတ်တစ်ခါဆေးထိုးရတာကိုမလုပ်ချင်တော့လို့လည်းဖြစ်နိုင်တယ် အကြောင်းရင်းကဘာပဲဖြစ်ဖြစ်ရလက်ကတော့ကိုလေးချင်းပြန်တက်လာတာပဲ ဟုတ်ပါတယ် ဒီလိုဝေလူအားများတာနဲ့ဆေးရက်လိုက်ပြန်တက်လိုက်ဖြစ်နေတဲ့တန်တရားကဈေးကွက်ထဲမှာနောက်ဆက်တွဲပြဿနာတွေဖြစ်စေတော့တာပေါ့ဆေးပြက်လက်မှုတွေဖြစ်လာတယ် ဟုတ်ကဲ့အဲ့ဒီအခါမှာပြဿနာနှစ်ခုပေါ်လာတယ်ဆေးဝါးဖော်စမှု compounding နဲ့ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုတွေပါ compounding ဆိုတာကိုနည်းနည်းရှင်းပြပေးပါလား ဈေးတစ်မျိုးဈေးကွက်မှာပြက်လက်သွားတဲ့အခါ FDA စီးမင်းနေရာဆေးဖော်ဆက်တဲ့ဆေးဆိုင်တွေကအဲ့ဒီဆေးရဲ့မူလပါဝင်ပစ္စည်းကိုသုံးပြီးဆေးပုံတူကိုတရားဝင်ဖော်ဆက်ခွင့်ရှိလာပါတယ် ဒါကတရားမဝင်တာတော့မဟုတ်ဘူးပေါ့ မဟုတ်ပါဘူးဒါပေမဲ့အရေးကြီးတဲ့အချက်ကသူတို့ဖော်ဆက်လိုက်တဲ့ဆေးဟာ FDA ကအတိအမှတ်ပြုထားတဲ့တရားဝင်ဆေးတော့မဟုတ်ဘူးဆိုတာပါပဲ FDA ကအတိမပြုမထားဘူးဆိုတော့အရေးအသွေးကိုအာမခံနိုင်ဘူးဆိုတဲ့သဘောလား ဟုတ်ပါတယ်ပါဝင်ပစ္စည်းရဲ့တန်ဆင်မှုဆေးပမာဏအတိအကျမှန်ကန်မှုဒါတွေကိုဘယ်သူမှအာမခံနိုင်ဘူးဒါကြောင့်အန္တရာယ်ရှိနိုင်ပါတယ် ဒီဆေးပြက်လက်မှုတွေကကျင့်ဝတ်ဆိုင်ရာပြဿနာတွေစီကိုဥတီသွားစေတာပေါ့ဆောင်းမတပုံမှာဆေးဘက်ဆိုင်ရာအရာတကယ်လွတ်နေတဲ့စီးကျူယောဂတည်တွေကဆေးမရကြပဲတချို့ကအလှပဖို့တုံးနေကြတယ်လို့ထောက်ပြထားတယ် ဒါကတန်းတူညီမျှမှုမရှိတဲ့ပြဿနာကြီးကိုဖြစ်စေပါတယ်ဘယ်သူတွေကဆေးသုံးဆွဲခွင့်ရတဲ့လဲဘယ်သူကငွေကြေးပေးချေတဲ့လဲ အကြက်ဒီဖြစ်မှာပဲတစ်ဖက်မှာစီချိုယောဂဒီတစ်ဖက်မှာအလှပတဲ့တုံးရှင်တွေ ဒါတွေကဆရာဝန်တွေလူနာတွေနဲ့မူဝါဒချမှတ်သူတွေအပေါ်မှာကြီးမားတဲ့ဖိအားတစ်ခုဖြစ်စေပါတယ်